ကိုဘယ်မှမဖြစ်နိုင်လို့ဒီဆုံးတဲ့သူကိုစဉ်းစားတာမဆန်ပါဘူးကိုတိုင်းနဲ့ကိုကမရှိပါစေလို့ရှိဘူးသူလည်းလွတ်လပ်ရသွားပါစေလူစိတ်ထဲခြင်းနဲ့လက်သက်ရင်ပြီးပါတယ်ပုံရပေါ်ပြေဆုံးပါစေပြောနေပါစေအကောင်းဆုံးမြင်ဆုံးထားခြင်းနဲ့ကိုဘက်ကစမပြေခဲ့ဘူးသူတော်တော်များလို့တများပြင်ဆုံးနေ